ပြုံးချိုချိုလေးနဲ့ဒီကောင်မလေးကိုယုံမိရင်တော့ brother လှည့်စားခံရတော့မှာပါဆိုတော့ကျွန်တော်တို့ online ဂိမ်းတွေကဒီကောင်မလေးကယုံလေးနဲ့မလိုက်ပဲလူတွေကိုလိုက်လိမ့်နေရလားဆိုတော့လေအဲ့လိုပြောလို့မရဘူးဗျသူမကဒီလိုရှင်သန်မှဖြစ်မဲ့အကြောင်းရင်းရလေးရှိနေတာကိုဆိုတော့ဒါကိုကျွန်တော်တို့အတူတူဆက်ကြည့်လိုက်အောင်ဟုတ်ပြီဒီကောင်မလေးရဲ့အကြောင်းကိုစမပြောခင်မှာသူမနေထိုင်ခဲ့တဲ့နေရာအကြောင်းကိုအရင်ပြောပြပါမယ်ဒီနေရာကတော့တောင်ဘက်အပိုင်းမှာရှိတဲ့ Desolate Lands လို့လည်းခေါ်တဲ့နေရာပါဒီနေရာမှာကအသက်ဆက်ရှင်နိုင်မှုဆိုရင် brother ကတန်မိုင်တန်မှာဒါမှမဟုတ်ရင်ညံကောင်းမှာပဲရှင်သန်နိုင်မှာပါဆိုတော့တော်တော်ရက်ဆက်တဲ့နေရာတစ်ခုပါဟုတ်ပြီဒီလိုကျန်းတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီကောင်မလေးကဘလုံးမြန်းရှင်သန်နေခဲ့တယ်ထင်ပါစလေတေချာတာကတော့သူမကရုပ်ပိုင်းဆိုင်ရာအရာဘလုံးမတန်မာမှုမရှိနိုင်ပါဘူးဒါကြောင့်မို့သူမကသူ့ရဲ့ညံကိုသုံးပြီးတော့ black market မှာရှိတဲ့ဘေးတွေကိုချင်းလိုက်ထည့်တာပါဒါတော့သူမကိုခင်တဲ့သူတွေလက်ခံပေးတဲ့သူတွေရှိပါသေးတယ်ဒါတော့ကလေးမလေးတယောက်တည်းဒီလိုရှင်သန်နိုင်ဖို့ကလွယ်တာမဟုတ်တာလीနော်ဆိုတော့ဒါကသူမရဲ့ကလေးဘဝကိုဘယ်လိုမျိုးရှင်သန်ခဲ့ရလဲဆိုတာကိုပြပြတာပါအဲ့နောက်ပိုင်းမှာတော့သူမကယာဝိုရုဂျင်းတို့လည်းရောက်လာမယ်ဂျီရှာအကယ်ဒမီကိုတက်ရောက်ခဲ့ပြီးတော့အခုကျွန်တော်တို့ဂိမ်းထဲမှာမြင်နေရတဲ့ရှီလေးအဖြစ်နဲ့ကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်ပို့ပြီးတော့လှလာပါသေးတယ်ဟုတ်ပြီဒါကတော့ဒီချစ်စရာကောင်းပါလေးရှိရဲ့ငယ်ဘဝအကြောင်းကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်ဘယ်ဟီးရိုးရဲ့အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဆင်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်